လုံးပဲမြင်ရပါ She Works Channel မှာကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုမှာတော့ She Works မှာအမေးများတယ်မိကွန်းတွေဖြစ်တဲ့She Works မှာဘာသင်တန်းတွေဖွင့်မှာလဲဘယ်လိုသင်တန်းတွေဖွင့်ဖို့ရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာဖြေကြားပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအကြံပြုချင်တာကတော့ Facebook မှာ She Works Vocational Program လိုက်ရှာလိုက်ပါ page ကို like and follow လုပ်ထားလိုက်ပါShe Works ရဲ့ဘလို့လက်မှုပညာသင်တန်းများဖွင့်လှစ်မဲ့ရက်မတိုင်ခင်နှစ်ပတ်အလိုမှာ Facebook page ကနေကြေညာပေးသွားမှာဖြစ်ပါတယ်ရှင်သင်တန်းတက်ရောက်ဖို့စိတ်ပါဝင်စားတဲ့အမတွေညီမတွေလည်း post မှာဖော်ပြထားတဲ့ link ကနေတဆင့် register လုပ်ပြီးစာရင်းပေးသွင်းလို့ရပါတယ်ရှင်ရွေးချယ်ခံထားရတဲ့သင်တန်းသူတွေကိုနောက်တစ်ဆင့်အနေနဲ့လူတွေ့ interview ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ရွေးချယ်မခံထားရတဲ့သင်တန်းသူတွေလည်းစိတ်မပူပါနဲ့နောက်ထပ်ဖွင့်မဲ့သင်တန်းတွေကိုထပ်လျှောက်လို့ရပါတယ်ရှင်နောက်ဆုံးမှာတော့ interview မှာရွေးချယ်ခံရတဲ့သင်တန်းသူတွေအမည်စာရင်းကို Facebook page မှာကြေညာပေးသွားမှာဖြစ်ပြီးရွေးချယ်ခံရသူတဦးချင်းစီကိုလည်းအကြောင်းကြားပေးသွားမှာဖြစ်ပါတယ်ရှင် TikTok channel ကတော့သင်တန်းလှုပ်ရှားမှုဗီဒီယိုတွေနဲ့လက်မှုအမှုပညာပစ္စည်းများကိုတင်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်